ရှစ်ခုမြောက်အိမ်မက်ကိုမြတ်စွာဘုရားကိုလျှောက်တယ်သူလှည့်ကြည့်တယ်ဗျာတဲ့အိမ်မက်ထဲမှာကြည့်တော့ဘာတော့တွေ့တော့ဆိုမင်းရဲ့နန်းတော်တကားမှာအဲ့ဒီမင်းရဲ့နန်းတော်တကားနာမှာရေအိုးတွေတန်းပြီးတော့ချထားတာအများကြီးပဲရေအိုးတွေအများကြီးတန်းပြီးတော့ချထားတယ်အဲ့ဒီရေအိုးတွေဝိုင်းဝန်းဝန်းရံချထားပြီးတော့အလဲကောင်မှာရေပြည့်နေတဲ့အိုးကြီးတအိုးထားဘေးမှာလည်းပဲရေမရှိတဲ့အိုးတွေအိုးအလွတ်တွေကိုဘေးကရန်ထားတယ်အဲ့ဒီလိုရေပြည့်အိုးကိုဘေးကနေပြီးတော့ရေမထက်ရသေးတဲ့အိုးတွေရန်ထားတာကိုတပည့်တော်တွေ့ရတယ်ဗျာတဲ့အဲ့ဒီမှာအရက်လေးမျက်နှာကလူတွေဟာရေတွေခတ်လာကြတယ်အိုးတွေနဲ့ရေတွေသဲလာကြသဲလာပြီးတဲ့အခါမှာအလဲကောင်ချထားတဲ့ပြည့်နေတဲ့အိုးတွေကြီးပဲလောင်းထဲကြတယ်တဲ့ရေမရှိတဲ့အိုးတွေကိုတစ်ခါဘယ်သူမှမလောင်းဘူးတဲ့ရေမရှိတဲ့အိုးတွေရေပြည့်နေတဲ့အိုးတွေကြီးပဲလောင်းထဲနေကြတာကိုသူမြင်ထူးထူးဆန်းဆန်းပဲဒီလူတွေကနော်ရေပြည့်တဲ့အိုးတွေပဲထပ်လောင်းထဲနေကြတယ်တဲ့ရေမရှိတဲ့အိုးတွေကိုဘယ်သူမှမလောင်းကြဘူးတဲ့ရေပြည့်နေတဲ့အိုးတွေကိုလောင်းထဲလိုက်တဲ့ရေတွေဟာအကုန်လုံးစီးပြီးတော့သွားတယ်ရှမ်းပြီးတော့စီးထွက်သွားတယ်ဒါပေမဲ့သူတို့ဟာလောင်းနေတော့ပဲအဲ့ဒီရေမပြည့်တဲ့အိုးကိုရေမရှိတဲ့အိုးဟောင်းလောင်းတွေကိုလုံးဝသူတို့ကလှည့်မကြည့်ကြဘူးဒါတပည့်တော်ရှစ်ခုမြောက်မြင်မဲ့တဲ့အိမ်မက်ပဲဒါလည်းပဲနောင်အနာဂတ်ကြမှာဖြစ်မှာပါတဲ့အနာဂတ်ရောက်တဲ့အခါလူလောကကြီးဟာဆုပ်ပြပြလာလိမ့်မယ်ဆုပ်ပြပြလာတော့တိုင်းပြည်တွေဟာဩဇာတတ်တွေရုပ်လျော့ပြီးတော့စိုက်လို့ပြေးလို့လဲအောင်မြင်ကြမှာမဟုတ်ဘူးမအောင်မြင်တော့တိုင်းပြည်မှာအုပ်ချုပ်တဲ့မင်းတွေဟာဆင်းရဲနွမ်းပါလာလိမ့်မယ်တဲ့ဆင်းရဲလွမ်းပါလာတော့အစိုးရအုပ်စိုးနိုင်တဲ့ပုဂ္ဂိုလ်အုပ်စိုးနိုင်တဲ့ပုဂ္ဂိုလ်ဟာသူ့ရဲ့ဘန္နာတိုင်းမှာငွေသိန်းချီချမ်းသာလိမ့်မယ်အဲ့တော့သိန်းချီချမ်းသာတဲ့ဘယင်ကအုပ်စိုးလာတဲ့အခါမှာတိုင်းသူပြည်သားတွေကဆင်းရဲလာကြဆင်းရဲလာတော့ရှိသမျှလူတွေဟာဘာလုပ်ကြတော့ဆိုကိုယ့်အလုပ်ကိုကိုယ်လုပ်ဖို့ရတယ်မလုပ်နိုင်ကြတော့ဘူးလူတွေဟာဒုက္ခရောက်လာတဲ့အခါကျတော့ကိုယ့်အလုပ်တွေကိုဘေးဖယ်ထားပြီးတော့ဒီဘယင်မင်းရဲ့အလုပ်တွေကိုလုပ်ကြရတယ်ဘယင်မင်းရဲ့ဘန္နာကိုဖြည့်ဆည်းတဲ့အလုပ်တွေကိုသူတို့လုပ်ကြရတယ်ကောက်ပဲသိနှံတွေစိုက်ပျိုးရလာတာရိတ်သိမ်းပြီးတော့နော်အကုန်လုံးဟာရသမျှဟာတွေအကုန်လုံးကိုမင်းရဲ့ဘန္နာထဲမှာပဲအကုန်ထည့်ကြတယ်မင်းပိုင်တဲ့ကြည်တဲ့ကိုပဲအကုန်ထည့်ကြတယ်ကိုယ်အိမ်မှာတော့ဟောင်းလောင်းဖြစ်နေတယ်ဘာမှမရှိဘူးအဲ့ဒါတွေကိုဘယ်သူမှလှည့်မကြည့်အားဘူးဘယင်ရဲ့ကြည်တွေပြည့်ပြီးသားကြည်တွေထဲမှာကြီးပဲထပ်ပြီးတော့ပို့နေကြရတယ်တဲ့အဲ့ဒါလို့ပို့ရတာမျိုးတွေနောက်တစ်ချိန်ကျတော့ဖြစ်လာလိမ့်မယ်ပြည့်လျန်းနေတဲ့ဘယင်မင်းကိုသာလေဆက်သပြီးတော့ဆင်းရဲတဲ့အိမ်တွေမှာဘာတစ်ခုမှမရှိဘူးအကုန်လုံးဟာအိမ်နဲ့ဟောင်းလောင်းဒီလိုဖြစ်နေတဲ့အနေအထားမျိုးတွေဟာနောက်တစ်ချိန်ကျတော့ဖြစ်ပေါ်လာလိမ့်မယ်ရေပြည့်နေတဲ့အိုးကိုသာထပ်လောင်းနေကြရသလိုပဲရေဟောင်းလောင်းဖြစ်နေတဲ့အိုးတွေတဲကိုဘယ်သူမှမလောင်းကြသလိုကိုယ့်အိမ်မှာကိုယ်ဝမ်းဖြည့်ဖို့ရမလုံနိုင်ကြဘူးတဲ့အားလုံးဟာဘယင်ဘန္နာကိုပဲဖြည့်တင်းပေးနေကြရတယ်ဆိုတာဟာနောက်တစ်ချိန်ကျတော့ဖြစ်ပေါ်လာနိုင်တယ်ပေါ့အဲ့ဒီဖြစ်ပေါ်လာမဲ့အနေအထားအတွက်ဒီအိမ်မက်မျိုးကိုမက်တာဖြစ်တယ်တဲ့သင်မင်းကြီးမှလည်းဘာတစ်ခုမှဒီအိမ်မက်ကြောင့်ဘေးရန်ဖြစ်ပေါ်လာနိုင်ကြမရှိဘူးလို့မြတ်စွာဘုရားကဒီရှစ်ခုမြောက်အိမ်မက်ကိုအခုလိုဖတ်ကြားခဲ့တာဖြစ်တယ်မြတ်စွာဘုရားဟာအနာဂတ်မှာဖြစ်ပေါ်လာမယ့်အခြေအနေတွေကိုကြိုတင်မဲ့တယ်ဆိုတာကိုဖြည့်ရှင်းပြီးတော့ဘုရင်မင်းကြီးကိုအကျိုးအကြောင်းရှင်းပြတော်မူခဲ့တာဖြစ်တယ်